ဘဝမှာကံကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်ရင်ကောင်းတဲ့အရာတွေအားလုံးကိုအမြဲတမ်းလှုပ်ဆောင်နေဖို့လိုအပ်မှာပဲဖြစ်ပါတယ်။လူတစ်ယောက်ကံကောင်းတယ်ကံဆိုးတယ်ဆိုတာဘာကိုပြောတာလဲ။အခုရောကံကောင်းနေပါသလား။အခုရောကံဆိုးမှုတွေနဲ့ကြုံနေရပြီလား။လူတစ်ယောက်ကံကောင်းတယ်ကံမကောင်းဘူးဆိုတာထိုသူရဲ့စိတ်နေစိတ်ထားအမှုအကျင့်မေတ္တာတရားကိုချင်းစာတတ်တဲ့စိတ်သစ္စာရှိမှုကိုကျင်တရားနဲ့စာရိတ္တရိုးသားမှုနဲ့ကြိုးစားမှုထိုသူရဲ့နှလုံးသားနဲ့အတွေးခေါ်အလောက်အကင်ပေါ်မှာအများကြီးမှုတည်ပါတယ်စိတ်နေစိတ်ထားလည်းမကောင်းအမှုအကျင့်လည်းမပြင်းမေတ္တာတရားလည်းမရှိကိုချင်းစာစိတ်လည်းမကိန်းအောင်သစ္စာတရားကိုမကိုးကွယ်ကိုကျင်တရားနဲ့စာရိတ္တတွေပျက်စီးရိုးသားမှုနဲ့ကြိုးစားမှုကင်းမဲ့အတွေးခေါ်မရှိနှလုံးသားကစုပ်ပဲ့အလောက်ကင်ကြပြန်တော့လဲမေမေရရမရှိမှတော့ထိုလူထိုပုဂ္ဂိုလ်မျိုးကံမကောင်းကြတာဟာအဆန်းတော့မဟုတ်ပါဘဝမှာကံကောင်းခြင်းရင်စိတ်နေစိတ်ထားကောင်းရမယ်မကောင်းတဲ့အမှုအကျင့်တွေကိုပြုပြင်ရမယ်မေတ္တာတရားအားကြီးရမယ်ကိုချင်းစာစိတ်ကိန်းအောင်ရမယ်သစ္စာတရားကိုကိုးကွယ်ရမယ်ကိုကျင်တရားနဲ့စာရိတ္တမပြတ်စီရဘူးရိုးသားမှုနဲ့ကြိုးစားမှုမကင်းမဲ့ရဘူးအတွေးခေါ်ကောင်းရှိရမယ်နှလုံးသားလှပမှုရှိရမယ်အလောက်အကင်အတ္တိတကြရှိရမယ်ဒါဆိုရှင်သန်ရဘဝမှာကံမကောင်းစရာအကြောင်းလုံးဝမရှိနိုင်ပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်